စီပူလာမှာငရုတ်သီးစီတက်ပါမယ်ကျက်သွန်အနီးရဲ့အဖြူရဲ့ချင်းရဲ့ငရုတ်သီးအစိမ်းတောင်နဲ့အကုန်လုံးရောပြီးတော့ကြိတ်ထားပါတယ်ိုင်းမနာအောင်လို့ငရုတ်သီးအစိမ်းတောက်ကိုလှော်ပြီးတော့မှကြိတ်ထားတာပါရှင်ဒီတက်တဲ့ချင်းငပြာရည်လေးထည့်ပြီးတော့စီတက်ရင်ပုံမွှေးပါတယ်ရှင်စီတက်တဲ့ချင်းကလပွေးရဲ့တီတပိုးခောက်ရဲ့ထည့်ပြီးတစ်ခါလဲစီတက်ပါတယ်ရှင်ရဲသားချက်မှာဖြစ်တဲ့အတွက်စီတက်တဲ့ချိန်မဆလာလေးပါနှစ်ဆုံးလုံးထည့်လိုက်ပါတယ်ရှင်စီတက်တဲ့အခါစိတ်ရှည်လက်ရှည်နဲ့အနံ့လေးမှုေးလာတဲ့အထိစီတက်ရပါတယ်နော်စီတက်တာကြက်သွန်လေးလည်းတော်တော်ကြက်သွားပြီဖြစ်လက်တဲ့အမဲသားထည့်ပြီးတော့လုံးပါပါရှင်အမဲသားလုံးတာတော်တော်လေးလည်းနှံ့သွားပြီဖြစ်တဲ့အတွက်အဖောအုပ်ပြီးတော့တည်ထားပါပြီရှင်